ဂုတ်တွေရဲ့တွေးဆုံမှုနဲ့မျိုးဆက်တို့ရဲ့အားပြိုင်ပွဲမှာဘယ်အသင်းကဖလားကိုရသွားမလဲကမ္ဘာဖလားပြိုင်ပွဲမှာဘောလုံးပရိသတ်တွေမျက်တောင်မခတ်တန်းစောင့်ကြည့်နေကြတဲ့ထိပ်တန်း၃သင်းရဲ့အားသာချက်တွေကတော့အာဂျင်တီးနားဘောလုံးလောကရဲ့အကြီးကျယ်ဆုံးဂုတ်မက်ဆီကအသင်းရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ဖန်တီးမှုခေါင်းဆောင်ဖြစ်နေသလိုခံစစ်မှာလည်းကြမ်းကြမ်းတက်တက်နဲ့စိတ်ချရတဲ့ခရစ္စတီယန်ရိုမီယိုရှိနေလို့ကစားပွဲအဖြစ်ကိုပြောင်းလဲပစ်ဖို့အဆင်သင့်ပါပဲဘရာဇီးဒန်ယာရီဂျားကတိုက်စစ်ကိုအလှပဆုံးညံစင်မဲ့နီမာနဲ့အတူလျင်မြန်တဲ့အရှိန်ထူးခြားတဲ့ဆွဲပြင်းမှုတွေနဲ့ရီယိုဘရာဇီးမှာပါအားထားရတဲ့ game changer Vinicius တို့ပါဝင်လာမှာဖြစ်လို့ပွဲကြမ်းတစ်ခုဖြစ်လာတော့မှာပါပေါ်တူဂီအသင်းကိုအနောက်ကနေတွန်းအားပေးမဲ့စိတ်ဓာတ်ခွန်အားအပြည့်နဲ့ဂန်နဝင်ရိုနယ်ဒိုအပြင်ကွင်းလယ်မှာအချိတ်ဆက်မိမိနဲ့ကျမ်းမဲ့ဘရူနိုဂျာအိုနီဗတ်စ်ဗီတင်ညာတို့အတွဲကလည်းစောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီအချက်တွေကြောင့်ပဲဒီ၃သင်းရဲ့အားပြိုင်မှုကရင်ခုန်စရာအကောင်းဆုံးဖြစ်နေရပါပရိသတ်တို့ရောဘယ်အသင်းကိုဖလားရစီခြင်းလဲကွန်မန့်မှာပြောခဲ့သွားကြအောင်နော်